မင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားကိုရောက်နေတဲ့စိုက်ပျိုးရေးလုပ်သားလေးဖြစ်တဲ့ကျွန်တော်ဘာပင်မှမစိုက်ဖဲစီပင်လုပ်ငန်းလေးတွေလုပ်နေတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စီပင်လုပ်ငန်းဆိုလို့ဘယ်လိုလုပ်ငန်းလေးတွေများလုပ်နေလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီနေ့မှာတော့အသီးရွက်တွေကိုထုတ်ပိုးခြင်းနဲ့သူစွန့်ပစ်ရတဲ့အရာတွေဆိုတာလည်းရှိတတ်ပါတယ်ဒီနေ့တော့အမိုက်စွန့်ပစ်ရတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်းသင်းရွက်တွေကိုထုတ်ပိုးပြီးတဲ့နောက်မှာထွက်ရှိလာတဲ့ဒါအမိုက်တွေဖြစ်ပါတယ်သူတို့ဘယ်လိုပြစ်လဲဆိုတော့ဒီမှာသူတို့သတ်မှတ်ထားတဲ့အမိုက်ပုံးပေါ့ဒီလိုအမိုက်ကန်တွေနဲ့ပဲပြစ်ရပါတယ်အမိုက်ကန်တွေကိုဘယ်လိုပြစ်လဲဆိုတော့ဒီမှာကျွန်တော်တို့ဖိုချမ်းလုပ်တဲ့နေရာနေပြီးတော့ဒီမှာအမိုက်တွေကိုချင်းတွေနဲ့6ဆင့်5ဆင့်9ဆင့်အဆင့်ဆင့်ထပ်ပြီးတော့ဒီဘက်မှာပါလက်ထစ်တွေနဲ့စီးပြီးတော့ထပ်ထားပါတယ်ဟိုမှာဒီမှာကျွန်တော်တို့ကြည်ခဲချာပောက်ကနေလေးနဲ့တဲမတင်းအဲ့လိုပြီးတော့ဒီမှာဒီတတ်မှတ်ထားတဲ့မှိုက်ကန်ကိုပြည့်ရပါတယ်ရက်တွေကြာသွားတဲ့အခါမှာဒီလိုအသီးရွက်တွေကပုတ်သွားတဲ့ခိုက်တန့်တွေရှိပါတယ်ကျွန်တော်တို့ပြည့်ရတဲ့အခါအဆင်မပြေဘူးပေါ့ဗျာအနန္တအင်ဂျင်ကြီးတွေတော့ရှိပါတယ်အဲ့ဒါကိုတော့သီးခံပြီးတော့လောက်ရပါတယ်အခုဆိုရင်တော့ဒါဒီနေ့နေပူတယ်ပေါ့နေပူတဲ့ခါနေပူရင်လည်းလောက်ရတာပါပဲမိုးရွာလည်းလောက်ရတာပါပဲအဲ့လိုအခြေအနေလေးတွေတော့ရှိပါတယ်ဆက်လက်ပြီးနောက်လာမယ့်ဗီဒီယိုလေးကိုလည်းစောင့်မျှော်အားပေးပါဦးလို့ပြောကြားချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းချမ်းမြေပြီးတော့မြမပြည်ကြီးနဲ့အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ